ဟောဒီတစ်ဆက်တုတ်ကိုတတိယယုံလေးနဲ့တင်မဲ့ကောင်းကင်မှာတောင်မှပဲထောက်တိယဆိုတာရနိုင်ပါတယ်ကောင်းကင်ဆိုတာထောက်တိယမှာရှိမှမရှိတာလေကောင်းကင်မှာတောင်မှပဲတရားရနိုင်တယ်တဲ့မြေကြီးပေါ်မှာယတ္တိယရတယ်လို့ပဲကောင်းကင်ပြင်မှာလည်းပဲယတ္တိယကိုရနိုင်ပါတယ်လို့မတော်တဆအမြင့်ကလိမ့်ကြလာတဲ့အန္တရာယ်တွေကျုံလာလို့ရှိရင်ဟောဒီတစ်ဆက်တုတ်ကိုအမှတ်ရလိုက်တာနဲ့တပြိုင်နက်ထိုပုဂ္ဂိုလ်ဟာအောက်ထီအောင်မကြဘူးတဲ့အန္တရာယ်ကာကွယ်ပြီးသားဖြစ်သွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့လိမ်ညာနဲ့ခရီးသွားတဲ့ပုဂ္ဂိုလ်တွေလည်းတစ်ဆက်တုတ်ကိုနှလုံးသွင်းပြီးတော့ရွတ်ဝါသွားတဲ့နာပေါ့ကောင်းကင်ကနေခရီးသွားတဲ့ပုဂ္ဂိုလ်တွေတစ်ဆက်တုတ်ကိုအာယုံပြုတ်တိုက်တယ်ရွတ်ဖတ်ထိုက်တယ်ပေါ့တီဟိုကျွန်းမှာဒီကဝါပိဆိုတဲ့စေတီတော်ကြီးတစ်ဆူရှိတယ်အဲ့ဒီစေတီတော်ကြီးကိုတန်ရှင်းရေးလုပ်ပြီးတော့စေတီပေါ်တက်ပြီးထုံးသင်္ကန်းကတ်တယ်ပေါ့အဲ့ဒီလိုကတ်တဲ့ခြေကျော်လက်ချော်ကြရဟန်းတော်လေးတစ်ပါးဟာစေတီထိတ်ကနေပြီးတော့ခြေကျော်လက်ချော်နဲ့အောက်လျှောကြလာတဲ့အချိန်မှာအောက်ကရဟန်းတွေကလှမ်းပြီးអော်ကြတယ်ဘယ်လို့မှမတတ်နိုင်တော့တစ်ဆက်တုတ်ကိုအာယုံပြုတ်လိုက်တစ်ဆက်တုတ်ကိုအာယုံပြုတ်လိုက်လို့ဆိုတော့အဲ့ဒီကိုတော်ကတစ်ဆက်ကပရိတ္တံမံဘက္ခတုတစ်ဆက်ကပရိတ္တိကျွန်ုပ်ကိုစောင့်ရှောက်ပါစေလို့လဲဆိုလိုက်ရောစေတီတဲကအုတ်ချက်ကြီးနှစ်ချက်ဟာအလိုလိုထွက်လာပြီးတော့ဒီကိုယ်တော်ရဲ့ခြေထောက်အောက်မှာခံပြီးသားဖြစ်သွားတယ်ဒီလိုဆိုတာကောင်းငင်ကရှောကြလာတဲ့ပုဂ္ဂိုလ်တောင်မှပဲဖရာဘော်ကနေအောက်လိမ့်ကြလာတဲ့ပုဂ္ဂိုလ်တောင်မှပဲဖရာတွေကအုတ်ချက်နှစ်ခုကဒါတကယ်ထွက်လာတာလားသူ့အတွက်အကာအကွယ်ဖြစ်သွားတာလားဆိုတာတော့ပြောလို့မရဘူးပေါ့နော်အဲ့လိုသူ့အတွက်ခြေထောက်နင်းလို့ရတဲ့အရာတစ်ခုဟာခြေထောက်အောက်ကလာခံသည့်အတွက်ကြောင့်သူဟာစေတီတော်ကလိမ့်ကြပြီးတော့အသက်ဆုံးရှုံးခြင်းမှတွတ်ပြောင်းသွားတယ်ဘေးရအန္တရာယ်ကြီးကင်းသွားတယ်လို့သူပြောတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့ဒီစကားကိုဆိုတာယတ္တာနုတ္တရဏေနာပိအနုတ္တရဏဆိုတာအမှတ်ရအောင်မေ့ဒီတစ်စက်ကတုတ်လေးကိုအမှတ်ရယုံလေးနဲ့ဆိုတာရွတ်တာမဟုတ်သေးဘူးရွတ်ဖတ်တဲ့စေတာမဟုတ်ဘူးတစ်စက်ကတုတ်လေးကိုအမှတ်ရယုံလေးနဲ့ပဲကောင်းကင်မှာမြေပြင်မှာနေတယ်လို့ကောင်းကင်မှာယတ္တိယတစ်ခုရသွားနိုင်ပါတယ်လို့အမြင့်တက်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာတစ်စက်ကတုတ်ကိုအမှတ်ရမယ်ဆိုရင်အမြင့်ကနေလိမ့်ကြဖို့အကြောင်းမရှိဘူးပေါ့ဒီလိုဆိုတာပေါ့နော်အန္တရာယ်ကိုကာကွယ်ပေးတယ်